ဖဲဝါနဲ့ဇီးကုန်းရွာနောက်ကွယ်ညတညမှာဇီးကုန်းရွာတွေကိုဝစ်စုံအဝါရောင်နဲ့မိမတယောက်ကစပင်ရှည်ကြီးကိုဖားလာချပြီးခေါင်းတလားကြီးထန်းကဝင်ချလာပါတယ်။သူထမ်းလာတဲ့အခေါင်းကြီးကိုအိမ်တအိမ်ရှေ့ရောက်တော့ပစ်ချထားလိုက်ပြီးအိမ်ဘက်ကိုကြည့်ကရဲမောနေပါတယ်။မနေ့ရောက်တော့အဲ့ဒီအိမ်ကအိမ်သားဖြစ်တဲ့သူကိုကျော်ဖေတယောက်မျက်ဖြူတွေစိုက်ကအိယာပေါ်တွေမဲ့တေဆုံးနေခဲ့ပါတယ်။သူ့မိမကလည်းကိုရွာသားတွေကလည်းအိမ်ရှိကခေါင်းတလားကြီးကိုကြည့်ပြီးအမျိုးမျိုးထင်ကြေးပေးကြပြောကြဆိုကြနေပေါ့။ဒီအဖြစ်အပျက်တွေရဲ့အစကိုပြန်ပြောရမယ်ဆိုရင်ရွာသားတယောက်ဖြစ်တဲ့ကိုစန္နာကတောထဲမှာညီမဖြစ်သူမဖဲဝါနဲ့နေထိုင်ပါတယ်။မိဘတွေဆုံးပါပြီးနောက်ပိုင်းရွာပြင်ထွက်ကမောင်နှမနှစ်ယောက်ထင်းနေထိုင်ပြီးကြုံဝါကြပန်းလောက်ကင်စားရတဲ့ဘဝပါ။ဒီနေ့မှလည်းကိုစန္နာကညီမဖြစ်သူမဖဲဝါကိုတောထဲမှာသူမြစ်တင်မှုတွေရှာပြီးတော့ဈေးပြန်ရောက်မှုပြောပြနေခဲ့ပါတယ်။အဲ့ဒီနောက်ထမင်းတို့ယူကအလုပ်လုပ်ဖို့ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့မျိုးစားမင်းကလည်းတောထဲကအလှပကေးလေးမဖဲဝါအကြောင်းကိုသိသွားပြီးတော့ခြေတော်ကျင်ဖို့ဆိုပြီးတော့သူ့အစီအပါးတွေကိုခေါ်ခိုင်းလိုက်ပါတယ်။ညရောက်တော့မောင်နှမနှစ်ယောက်စကားပြောနေခဲ့ကြပါတယ်။ညီမလေးမနေ့ကအကိုတို့ဈေးထဲမှာပစ္စည်းတချို့တွားရောက်ရအောင်။အိမ်မှာအသုံးစရိတ်ပြက်လာနေပြီမို့လား။ဒီလိုနဲ့မောင်နှမနှစ်ယောက်မနက်ခင်းဈေးရောက်ဖို့ညရဲရအထုပ်တွေပြင်ကထွက်လာကြရပါတယ်။မနေ့ရောက်တော့ရွာထဲမှာသူတို့ရှာထားတဲ့တောစာလေးတွေကိုရောင်းချခဲ့ကြပါတယ်။ဒီတို့ဟာတွေကလည်းဈေးကြီးလိုက်တာ။တောတွေကနေအလကားခုပြီးရလာတာကိုမြင်မတက်မရအေးမဖဲဝါတို့မောင်နှမတွေလည်းဈေးရောက်လာအဆင်မပြေဖြစ်ခဲ့ရပါတယ်။ဒါနဲ့ပဲအကိုဖြစ်သူဆန်လာကဒီတိုင်းတော့အဆင်မပြေတော့တာမို့ညရောက်တော့ပင်လယ်ထဲငါးရှာဖို့တည်စင်းနဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲမိုးရောလီရောကတအားကောင်းလာပြီးပင်လယ်ထဲမှာကိုစန္နာရဲ့လှေလေးကထွန်းထွန်းလူးနေခဲ့ရှာပါတယ်။မလုပ်ပါနဲ့မိုးနဲ့မင်းကြီးရဲ့ကျွန်တော်ညီမလေးကိုကျွန်တော်ဆောက်ရှောက်ရအောင်မယ်။တစ်ဖက်မှာလည်းအကိုဖြစ်သူကိုစိတ်ပူလာတဲ့မဖဲဝါလေးကမိုးတဲ့လှေထဲကိုအကိုကိုစိတ်မချတာနဲ့လှေတစ်စီးနဲ့ပင်လယ်ထဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့မိမသားအားနဲ့လှော်ခတ်နေရတာမို့တနေရာမှာတော့လှေမောက်ပြီးရေထဲကျသွားခဲ့ပါတယ်။မနေ့ရောက်တော့ကိုစန္နာကလှေနဲ့ကမ်းပြန်ကပ်လာခဲ့ပါတယ်။ရွာထဲရောက်တာနဲ့ရွာကလူတွေကသူ့ညီမညကသူ့နောက်လိုက်သွားတာပြန်မလာသေးကြောင်းတေလောက်ပြီးထင်နေဖြစ်ကြောင်းပြောကြတော့ကိုစန္နာတရက်ချုံပွဲချငိုပါတော့တယ်။အဲ့ဒီအချိန်ကစလို့ညရောက်တာနဲ့ဝတ်စုံအဝါရောင်စပင်းအရှိကြီးနဲ့မဖဲဝါသေးရဲမှဒီရွာလုံးကို၆လန့်မာတော့တယ်။အသက်ရှင်စဉ်ကသူတို့ကိုနှင်ခဲ့တဲ့ရွာသားတွေအိမ်ကိုတယောက်မကြံ၆ပါတယ်။မင်းတို့သိကြလားမဖဲဝါသိပြီးညတိုင်းရွာထဲမှာလက်ချောက်နေတာသိပြီးရတော့အေးစိမနေရဘူးကွာဒီစကားကိုဘေးရဖြတ်သွားတဲ့ကိုစန္နာလည်းကြားခဲ့ရပါတယ်ကိုစန္နာကြီးကတော့ညီမလေးမရှိတော့တဲ့ကနေတိုင်းမတောက်စပူးရက်တွေတောက်ပြီးစိတ်ဖြေတာလို့ပေချေနေခဲ့ပါတယ်ကိုစန္နာအတွေ့တစ်ခုပေါ်လာပြီးအရက်မူးမူးနဲ့ပဲဘုံကြီးကျောင်းထဲကိုရောက်သွားပြီးပစ္စည်းတစ်ခုယူလာကရန်တိုင်တိုင်နဲ့သူ့ညီမတည်ခဲ့တဲ့ပင်လယ်နဘေးမှာရက်ပြီးအပစ္စည်းကိုမြစ်ထဲပစ်ချခဲ့လိုက်ပါတယ်အဲ့ဒီအခါမဖဲဝါတယောက်ရွာဦးကျောင်းကဆရာတော်စီအိမ်မက်ပေးလို့ရသွားပါတော့တယ်ဆရာတော်တပည့်တော်မကိုတနည်းအပိုင်စားပေးမယ်ဆိုရင်၆လန့်မှုတွေရပ်ပါမယ်မဟုတ်ရင်တပည့်တော်မတို့ကိုနှိမ်ခဲ့တဲ့ရွာသားတွေကိုဒီတိုင်းထားမှာမဟုတ်ပါဘူးခင်ဗျာဆရာတော်လည်းမနေ့ကျတော့ရွာသားတွေကိုဒီအကြောင်းမင်းခဲ့ပါတယ်ရွာသားတွေလည်းကြောက်တော့သဘောတူလိုက်ကြပြီးမဖဲဝါတေဆုံးခဲ့တဲ့ပင်လယ်နားမှာနတ်စင်တစ်ခုစောက်ပေးပြီးအပိုင်စားပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညမှာတော့သူမကျေနပ်နိုင်သေးတဲ့ရွာသားတယောက်ဖြစ်တဲ့ကိုကျော်ဖေအိမ်ကိုခေါင်းတလားကြီးထမ်းပြီးရွာထဲဝင်လာခဲ့ပါတယ်တစားချီစိတ်အပြည့်နဲ့မျက်နာကကြောက်စရာအပြုံးတွေကညအမောင်ထဲမှာထိတ်လန့်စရာမြင်ကွင်းကြီးဖြစ်နေပါတယ်ဒီလိုနဲ့ကိုကျော်ဖေကိုတစားချီပြီးတော့တောထဲပြန်အလာမှာဆရာတော်တရားကျင့်တာနဲ့မဖဲဝါဆုံခဲ့ပါတယ်ဆရာတော်တပည့်တော်မကိုခွင့်လွှတ်ပါမကျေနပ်နိုင်သေးတဲ့လူကြောက်ကိုထပ်ပြီးကျူးလွန်မိခဲ့ပါတယ်မိမိအပြစ်မိမိသိတာကောင်းတယ်ဆိုပေမဲ့ဘဝကူးကောင်းအောင်မကောင်းမှုတွေဘာမှထပ်မလုပ်ပါနဲ့တော့တကမဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးဒီဘက်ခေတ်ကိုရောက်လာပါတယ်မဖဲဝါတို့နေခဲ့တဲ့ရွာလေးကလည်းအခုဆိုစီကားတိုးတက်နေပါပြီဒါပေမဲ့အခုတည်းထိမဖဲဝါကညဆိုရင်အဲ့ဒီကကတ်တရလမ်းမတွေအထက်မှာတစ်ခါတည်းရန်ခေါင်းတလားကြီးထမ်းပြီးရှောက်သွားနေတာကိုမြင်နေကြရအောင်ပါ